Kero ya the kero. Okay. Super Saiyan Agent Super Saiyan Travel Plan အပိုင်း24ဒီတစ်ပတ်ပေါက်ကြာနေမှာတော့ Thai Visa အကြောင်းမှာကျွန်တော် ED Visa ကို sharing လုပ်ပြီးမယ်လို့ဒီကတစ်ပတ်ကတော့ပြောထားတယ်အဲ့တော့ဒီတစ်ပတ်အပိုင်း24မှာတော့ Thai Visa ရဲ့ ED Visa session လေးအကြောင်းကိုစတင်ပြီးတော့ sharing လုပ်ပေးချင်ပါတယ် Okay ကျွန်တော်တို့ဒီ Thai ED Visa မှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တော့ဒီသူတို့အခေါ်အရတော့non ED လို့ခေါ်ကြတာပေါ့နော်အဲ့တော့ non ED Visa ရှိရဲ့ non ED Plus Visa ရှိအဲ့တော့လောလောကူပဲပြောလို့ရှိရင် ED Visa ရှိမယ် ED Visa Plus ရှိမယ်ပေါ့နော်sorry ED Plus Visa ရှိမယ်ပေါ့ဆိုတော့ ED Visa နဲ့ ED Plus Visa ဘာကွာလဲဆိုလို့ရှိရင်အဓိကအကြောင်းအမျိုးအစားပုံမှာကွာသွားမယ် Okay အဲ့တော့ ED Visa မှာကျွန်တော်တို့ဘယ်လိုအကြောင်းတွေအပ်လို့ရလဲဘာကြောင့် ED Visa ဖြစ်တာလဲ Okay ED Visa မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်မှာကျောင်းအပ်တဲ့ဟာမှာနှစ်ခုရှိတယ်တစ်ခုကတော့ကျွန်တော်တို့ language school လို့ခေါ်တာပေါ့နော်အဓိကကတော့ဒီဘာသာစကားသင်တန်းကျောင်းပေါ့နော်ဘာသာစကားသင်တန်းကျောင်းကနေပြီးတော့ ED Visa ပေးတာမျိုးဆိုလို့ရှိရင်သူကရိုးရိုးED Visa ပဲရပါတယ် language school ကနောက်တစ်ခုလည်း ED Visa ပဲရတယ်အဲ့ဒါဘယ်ကနေလဲဆိုတော့ university ကနေuniversity အပ်ပြီးတော့လဲဘာဖြစ်လို့ ED Visa ပဲရတာလဲဟုတ်ပါတယ် university app ပြီးလည်းပဲ university ရဲ့သူက language program ကို join ထားလို့ရှိရင်ကျွန်တော်တို့ကရိုးရိုး ED Visa ပဲရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က ED ထိုင်းရဲ့ ED Plus Visa ဘယ်ခါရမလဲ Okay ကျွန်တော်အဓိကကတော့ university မှာကျွန်တော်တို့ကဒီ professional subject တွေပေါ့နော်ဆိုတော့အဲ့ဒီ professional subject တွေကိုသင်ကြားတဲ့အခါမှသာလေကျွန်တော်တို့ကထိုင်း non ED Plus Visa ကိုရရှိမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အခုထိုင်းကိုလာကြမဲ့သူတွေထိုင်းမှာပညာသင်ကြားမဲ့သူတွေသို့မဟုတ်ထိုင်းရောက်ပြီးတော့ကျွန်တော် ED Visa ချိန်မဲ့သူတွေမှာကျောင်းအပ်လိုက်တိုင်း ED Visa မဟုတ်ပဲねကျွန်တော်တို့ကကိုတိုင်ကနေပြီးတော့ ED Visa ကိုယူမှာလား ED Plus Visa ကိုယူမှာလားဆိုပြီးတော့ကျွန်တော်တို့ကကိုတိုင်ဆုံးဖြတ်ချက်ချလို့ရတယ်အဲ့ဒါဘယ်ပေါ်မှာမူတည်လဲကျောင်းပေါ်မှာမူတည်တယ် language school အဲ့လို့ရှိရင်ကျွန်တော်တို့ရိုး ED Visa ပဲရမယ် University အဲ့လို့ရှိရင် University မှာမှကျွန်တော်တို့က language program ကိုပဲအပ်မယ်ဆိုရင်ရိုး ED Visa ပဲရမယ်အဲ့လိုမှမဟုတ်ဘဲねကျွန်တော်တို့ professional subject တွေအပ်မယ်ဆိုတော့မှကျွန်တော်တို့က ED Plus ကိုရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့အတွက်ကတော့ကျွန်တော်ထိုင်းရဲ့ ED Visa အကြောင်းမှာလူတွေတော်တော်များများမကွဲပြားတယ်เนาะဒီ ED Visa ED Plus Visa လေးကိုကျွန်တော်က sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကဒီ travel agent စလုပ်မဲ့သူတွေကတော့ဒီ ED Visa သို့မဟုတ် ED Plus Visa ကိုစပစ်ပေးတဲ့အခါမှာဘာလေးတွေလိုမဲဆိုတာလေးဒါကျွန်တော်ဖြည့်ဆွတ်ပြီးတော့ပြောပေးချင်ပါတယ်ရိုး ED Visa ရဖို့အတွက်ကတော့ကျွန်တော်တို့ကထူးထူးတိတ်တော့မလိုဘူးဗျကျွန်တော်တို့ passport မှာအနည်းဆုံးတက်တန်းတော့6လတော့မဟုတ်ဘူးပေါ့နော်တစ်နှစ်အထက်လောက်တစ်နှစ်ခွဲလောက်ရှိမှတော့ပိုကောင်းတာပေါ့နော်အဲ့တော့ passport လိုမယ် photo လိုမယ်ဓာတ်ပုံကလည်းများသောအားဖြင့်ကျွန်တော်တို့ဒီ language school ကျောင်းတွေရောက်မှပဲကျောင်းမှာကျွန်တော်ဓာတ်ပုံရိုက်လဲရပါတယ်โอเคကျန်တာကတော့ကျွန်တော်တို့ကျောင်းသားကပြင်ဖို့ပဲလိုပါမယ်ED Plus Visa မှာဆိုလို့ရှိရင်တော့ခုနကလည်း passport လိုမယ်sorry ခုန ED Visa မှာဘာလို့လဲဆိုရင်ကျွန်တော် TM30 ပေါ့နော်ကျွန်တော်ဘန်ကောက်ကကျောင်းကိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘန်ကောက်လိပ်စာပါတဲ့ TM30 လေးတော့ပါဖို့ရှိဖို့လိုပါတယ်နော်โอเคအဲ့တော့ ED Plus Visa အပ်မယ်ဆိုလို့ရှိရင်တော့ခုနကလို passport photo TM30 အပြင်ကျွန်တော်တို့ကအနည်းဆုံးတော့ကျွန်တော်10တန်းအောင်လက်မှတ်လိုပါမယ်နော်အဲ့တော့10တန်းအောင်လက်မှတ်တွေမှာကျွန်တော်တို့ကျောင်းအပ်ပြီးတော့ဒီကျောင်းအပ်တဲ့ဟာကလည်းပဲကျောင်းကျွန်တော်ကချက်ချင်းဗီဇာရတာမဟုတ်အနည်းဆုံးရက်30ကနေ45ရက်လောက်စောင့်တိုင်းပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်ကနေပြီးတော့ပဲကျောင်းအပ်တဲ့သူတွေပဲဖြစ်ဖြစ်ဘန်ကောက်ရောက်ပြီးတော့မှကျောင်းအပ်ပြီး ED Visa ပြောင်းမဲ့သူတွေပဲဖြစ်ဖြစ်တချို့ကဝုန်းတိုင်းဆိုပြီးတော့ချက်ချင်းရတယ်လို့ထင်ကြတယ်မဟုတ်ပါဘူးเนาะအဲ့တော့အဲ့ဒါတွေကကျွန်တော်တို့ဒီ agent သမားတွေက travel agent တွေကနေပြီးတော့သို့မဟုတ်ဒီကျောင်းလာအပ်တဲ့ဟာကို service ပေးတဲ့သူတွေကနေပြီးတော့ကျွန်တော်တို့က customer တွေကိုတည်တည်ချာချာရှင်းပြထားဖို့လိုပါတယ်14ရက်နဲ့သို့မဟုတ် tourist visa နဲ့14ရက်နဲ့လာမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးတော့2ကြိမ်တော့တိုးရမယ်ပေါ့ tourist visa နဲ့လာတဲ့သူဆိုလို့ရှိရင်တော့တက်တန်းတိုးစရာတော့မလိုဘူးဒါမျိုးလေးတွေလိုအပ်မှာဖြစ်ပါတယ်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ Thai ED Visa နဲ့ပတ်သက်ပြီးတော့တကယ်တက်ရောက်မယ် Visa ရှောက်မယ် customer တွေအတွက်ကိုကျွန်တော်တို့ဒီ travel and tour မှာ service ပေးနေတဲ့သူတွေအတွက်ကိုလိုအပ်မဲ့အချက်လက်တွေကိုကျွန်တော် sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီထက်ပိုပြီးတော့တိတိကျကျလေးထပ်သိချင်တာမျိုး
ထပ်မေးချင်တာမျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ပြောနေကြလို့ပဲအားမနာတဲ့ကျွန်တော်ဒီမှာလာပြီးတော့မြင်မြန်လို့ရပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့အတွက်ကတော့ဒီ Thai ED visa အကြောင်းလေးရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။မနေ့ပြန်ကျွန်တော်တို့စနေနေ့မှာတော့ Thai visa တွေကဘယ်လို visa လေးအကြောင်းကိုပြောမလဲဆိုတာကို hint မပေးတော့ဘူးည8နာရီမှာတူတူစောင့်ကြည့်ကြရအောင် Okay အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာတကယ်တော့ဗျာတကယ်တော့ super size မှာ